ဒီနေ့ကျွန်တော်ခင်ဗျားတို့ကမ္ဘာအတော်ဆုံး trader တယောက်အကြောင်းပြောပြမယ်။အဲ့ trader အရန်တော်တယ်။ဘယ်လောက်တော်လဲဆိုလို့ရှိရင်အရင်နီး0တပြားမှမသုံးမဲနဲ့4လအတွင်းမှာစတာလင်ပေါင်အနေနဲ့24တန်းဒေါ်လာအနေနဲ့ဆိုလို့ရှိရင်တန်း30နီးပါးလောက်ရှာသွားတာဖြစ်တယ်။အရင်နီးလုံးဝမရှိဘူး4လတန်းနေတော့အဲ့လောက်ရှာသွားတာ။တစ်လကိုပေါင်6တန်းဒေါ်လာ8တန်းနီးပါးလောက်ရှိအရန်တော်တယ်။ပြီးတော့ပို့ပြီးတော့ကောင်းတဲ့တစ်ချက်ကမိတ်ဆွေကိုယ်တိုင်လည်းအဲ့ဒါကိုလိုက်လို့ရတယ်တခုတော့ရှိတယ်မိတ်ဆွေမြန်မာနိုင်ငံမှာတော့အိတ်မလွယ်ဘူးနိုင်ငံခြားမှာဆိုရင်တော့ဖြစ်နိုင်တယ်ပြီးတော့နည်းနည်းလေ့ကျင့်ရမယ်လေ့လာရမယ်ဘိုင်းကြီးတော့ရှိတာပေါ့လေဆိုတော့အဲ့ trader ရဲ့နာမည်က Rosinho လို့ခေါ်တယ်ဒီလူပါ Chelsea ရဲ့နီးပြဖြစ်ပါတယ်မင်းညပြုတ်တော့အပြီသူ့ကိုရော်ကြီးအနေနဲ့ပေါင်24တန်းပေးလိုက်ရပါတယ်လေးလာတဲ့နဲ့ကွင်းပေးမှာစောက်တုပ်နဲ့ထိုင်ပြီးတော့ဘာတွေရေးလို့ရေးမှန်းမသိဘဲနဲ့ရေးတော့ပြီးတော့ပေါင်24တန်းလေးလာတဲ့နေရှာသွားတာဖြစ်ပါတယ်တစ်လောက်ပေါင်6တန်းနှုံးနဲ့အဲ့တော့အရင်နေ့တပြားမှမရှိပါဘူးသူ့လိုဖြစ်ဖို့တော့ကိုမိတ်ဆွေလောက်ရမှာချယ်ဆီတို့လိုအတင်းတင်းရနေပြီးတော့မှဘောလုံးနီးပြအနေနဲ့မိတ်ဆွေကိုခန့်မှုအတွက်ကိုမိတ်ဆွေဘောလုံးချောင်းလေ့လာပါမယ်ပြီးရင်နီးပြလုပ်မယ်ဆိုပြီးတော့မှရှော့လာတော့တင်ရပါမယ်ဒါမှမဟုတ်အတင်းတင်းကိုနီးပြရင်းနဲ့တို့ကသဘောကျရဲဆိုလို့ရှိရင်မိတ်ဆွေကိုခေါ်ပါလိမ့်မယ်ခေါ်ပြီးတော့မှမိတ်ဆွေကိုခန့်ပါလိမ့်မယ်အဲ့ကြရင်မိတ်ဆွေရော်ကြီးငါ့ကိုထုတ်ရင်ဘယ်လောက်ပေးရမယ်ဆိုတာကိုစာရုပ်ထဲမှာသေချာထည့်ရေးပါနော်ပေါင်24တန်းတော့မဟုတ်ပေါင်တန်း30ထည့်ရေးလို့ရသလောက်ဆိုရေးပြဗျာပြီးရင်တော့မိတ်ဆွေကွင်းပေးမှာဘာတွေရေးလို့ရေးမှမသိဘဲနဲ့ရေးပြီးတော့မှအတက်နိုင်ဆုံးအမြန်ဆုံးအထုတ်ခံရဖို့လုပ်ပါဒါဆိုရင်တော့မိတ်ဆွေသူ့လိုမျိုးကမ္ဘာအကောင်းဆုံး trader ဖြစ်လာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ချမ်းသာဝိုင်းကျွန်တော်မမေ့နိုင်ဘူးနော်